ဒီနေ့မှာတော့ emotion မပြတတ်တဲ့ယောက်ျားတွေရဲ့အတွင်းစိတ်အကြောင်းကိုဒုတိယပိုင်းအနေနဲ့ဆက်ပြောသွားပါမယ်ခင်ဗျာသူတို့ချစ်တတ်ကြတယ်ဒါပေမဲ့စကားနဲ့မဟုတ်ပါဘူးသူတို့ထုတ်မပြောဘူးဆိုတော့မချစ်ဘူးလားလို့မေးစရာရှိတယ်ဒီမေးခွန်းကို emotion မပြတဲ့ယောက်ျားတစ်ယောက်ဘဝမှာအများဆုံးကြားရတတ်တယ်သူမပြောပြဘူးသူစကားလုံးလှလှလေးတွေမသုံးတတ်ဘူးဒါကြောင့်လူတွေကဆုံးဖြတ်လိုက်တတ်ကြတယ်သူမချစ်ဘူးထင်တယ်ဒါပေမဲ့အမှန်တရားသူမပြောလို့မချစ်ဘူးဆိုတာမဟုတ်ပါဘူးသူချစ်တာမင်းနားလေပုံစံနဲ့မပြနိုင်တာပဲ emotion မပြတဲ့ယောက်ျားတွေမှာ love language ကစကားမဟုတ်သူတို့ချစ်တာလောက်ရနဲ့ချစ်တာပါမင်းနေမကောင်းရင်ကိုယ်တိုင်ဆေးဝယ်လာပေးတယ်မင်းစိတ်ပူနေတဲ့ຢာကိုယ်တိုင်ဖြေရှင်းပေးတတ်တယ်မင်းအတွက်ချိန်ပေးတယ်ဒါပေမဲ့ तू ပြောပြမှာမဟုတ်ဘူးဒါပေမဲ့ तू လှုပ်ပေးတယ်သူတို့အတွက်ချစ်တယ်ဆိုတာအတန်ထွက်စကားမဟုတ်ပါဘူးသူတို့အတွက်ချစ်တယ်ဆိုတာတာဝန်ယူတတ်ခြင်းပါသူ့အမြင်မှာမင်းတို့အတွက်အချိန်လှုပ်အားတွေပေးနေတာအမြင့်ဆုံးချစ်ခြင်းပါပဲ emotion မပြတဲ့ယောက်ျားတစ်ယောက်အတွက်ချစ်တယ်ဆိုတဲ့စကားလေးလံပါတယ်ဘာလို့လဲသူကြီးပြင်းလာတဲ့ပတ်ဝန်းကျင်မှာ emotion ကိုမဖော်ပြခဲ့ရဘူးသူ့အဖေကလည်းစကားလုံးလှလှလေးနဲ့မပြောခဲ့တယ်လို့သူ့အိမ်မှာလည်းစကားတွေကိုချစ်ချင်းနဲ့မဖော်ပြခဲ့ဘူးသူသင်ယူခဲ့ရတာချစ်ရင်လှုပ်ပေးဆိုတဲ့စကားပါပဲဒါကြောင့်သူ့အတွက်စကားလေးတွေလှလှလေးပြောခြင်းဟာတဘာဝမဟုတ်ပါဘူးသူမပြောနိုင်တာမချစ်လို့မဟုတ်ဘူးမသင်ယူခဲ့ရလို့ပါ emotion မပြတဲ့ယောက်ျားတွေကစိတ်နာရင်လည်းလုံးဝမပြောပြဘူးမင်းပြောမိတဲ့စကားလုံးတစ်လုံးကသူ့စိတ်ထဲမှာနာကျင်နေလေသူတိတ်တိတ်လေးခံစားနေတတ်တယ်မင်းကအေးဆက်လွန်းတယ်မင်းကမချစ်ဘူးအဲ့ဒီစကားလုံးတွေကသူတို့အတွက်ဓာတ်တစ်ချောင်းလိုပဲဒါပေမဲ့သူတို့ဘယ်တော့မှပြောပြမှာမဟုတ်ဘူးသူတို့ရဲ့နာကျင်မှုတွေကိုသူတို့တယောက်တည်းပဲထမ်းထားတတ်တယ် emotion မပြတဲ့ယောက်ျားတွေကချစ်ရင်အရန်နက်နက်ရှိုင်းရှိုင်းချစ်တတ်တယ်သူတို့ကလူတစ်ယောက်ကိုလက်ခံလိုက်ရင်အလွယ်တကူနဲ့မပြောင်းတတ်ဘူးသူတို့ချစ်တာတိတ်တိတ်လေးပါပဲဒါပေမဲ့ရေရှည်ချစ်တတ်ကြတာမျိုးပါအချိန်နဲ့ပဲတက်တည်ပြတတ်ကြတယ်နံပါတ်၄သူတို့အကြောက်ဆုံးကနားမလည်ခံရတာ emotion မပြတဲ့ယောက်ျားတစ်ယောက်ကိုအကြောက်ဆုံးကဘာလဲလို့မေးရင်ရှုံးနေတာမဟုတ်ဘူးငွေမရှိတာမဟုတ်ဘူးအတောင်ပံကျိုးတယ်လို့လဲကျတာမျိုးလည်းမဟုတ်ဘူးသူတို့အကြောက်ဆုံးကနားလည်းမခံရတာပါသူ့စိတ်ကိုဖွင့်ပြောလိုက်တဲ့အခါတယောက်ယောက်ကဒီလောက်လေးနဲ့လားဆိုပြီးတော့ပြန်ပြောမလားဆိုတဲ့ကြောက်စိတ်သူ့နာကျင်မှုကိုမလေးစားပေးပါလားဆိုတဲ့ကြောက်စိတ်ဒါကြောင့်သူတို့ရင်မဖွင့်တော့ဘူး emotion မပြတဲ့ယောက်ျားတစ်ယောက်ကအမြဲတမ်းဒီလိုပဲတော့မဟုတ်ပါဘူးတစ်ချိန်လုံးကသူရင်ဖွင့်ခဲ့ဘူးတယ်သူ့နာကျင်မှုတွေကိုပြောပြခဲ့ဘူးတယ်သူအားနည်းချက်တွေကိုပြခဲ့ဘူးတယ်ဒါပေမဲ့သူ့ကိုဘယ်သူမှလေးစားမပေးခဲ့ကြဘူးဘယ်သူမှနားလည်မပေးခဲ့ကြဘူးတခါတလေသူ့အားနည်းချက်နဲ့သူ့ကိုပြန်ပြီးတော့ချနှင်းခဲ့ကြတယ်အဲ့ဒီနေရာစပြီးတော့သူ့စိတ်ထဲမှာစာတန်းတစ်ခုရေးလိုက်တယ်ငါဘယ်တော့မှရင်မဖွင့်တော့ဘူး emotion မပြတဲ့ယောက်ျားတွေမှာယုံကြည်မှုနဲ့ပတ်သက်ပြီးအရန်ထိခိုက်လွယ်သူယုံကြည်လိုက်ရင်ရှိသမျှအကုန်ပေးတတ်တယ်ဒါပေမဲ့ယုံကြည်မှုကိုချိုးဖောက်ခံရရင်တော့သူတစ်သက်လုံးမှတ်ထားတတ်တယ်သူပြောမှုတဲ့စကားတစ်ခုနောက်မှပြန်အသုံးချခံရရင်သူ့အတွက်အဲ့နာကျင်မှုလုံးဝမမေ့နိုင်ဘူးဒါကြောင့်သူတို့စိတ်ကိုပိတ်ထားတယ်ဆိုတာမာနမဟုတ်ကိုကာကွယ်ခြင်းပဲလူတွေကသူတို့မြင်တာနဲ့အေးဆက်တယ်လို့ထင်ကြတယ်ဒါပေမဲ့သူတို့အတွင်းမှာဖြစ်နေတာငါရင်ဖွင့်လိုက်ရင်ငါ့ကိုပြန်ပြီးအသုံးချသွားမလားဆိုတဲ့စိတ်ပူမှုသူတို့မင်းပါလို့အလောက်တောင်မပြောပြရတာလေလို့မင်းရင်သူတို့ပို့ပြီးတော့မပြောပြတော့ပါဘူးဘာလို့လဲဆိုတော့သူတို့မပြောပြနိုင်တော့သူတို့ကိုယ်တိုင်တော့နားမလည်တဲ့အချိန်ကြီးရှိနေတယ် emotion မပြတဲ့ယောက်ျားတစ်ယောက်ကတကယ်လိုချင်တာအကြံပေးမှုတွေမဟုတ်ဘူးဝေဖန်မှုတွေမဟုတ်ဘူးနားထောင်ပေးမဲ့လူတစ်ယောက်ပဲလိုတာပါသူတို့ပြောတဲ့အရာကိုပြန်မဆက်စေးပဲမေးခွန်းတွေပြန်မမေးပဲနားထောင်ပေးနိုင်မဲ့လူတစ်ယောက်ပဲလိုတာအဲ့လိုလူတစ်ယောက်ကိုတွေ့ရင်သူတို့ရဲ့စိတ်ဟာတဖြည်းဖြည်းပွင့်လာပါလိမ့်မယ် emotion မပြတဲ့ယောက်ျားတွေကမာနကြီးလို့မဟုတ်ဘူးသူတို့ဟာတခါတလေမှာနာကျင်ခဲ့ဘူးတဲ့လူတွေ
သူတို့ရင်မဖွင့်တာလေမယုံကြည်လို့မဟုတ်ဘူးနာကျင်သွားမလားဆိုတဲ့ကြောက်စိတ်ကြောင့်နားလဲမှုလေးတစ်ခုလုံခြုံမှုလေးတစ်ခုစောင့်နိုင်တဲ့စိတ်လေးတစ်ခုသာရှိရင်သူတို့ရဲ့အတွင်းစိတ်ကမင်းတို့ထင်ထားတာတဲ့ပိုနူးညံ့နေဆိုတာသိလာရမှာပါနံပါတ်5သူတို့လိုအပ်တာပြောင်းလဲခိုင်းခြင်းမဟုတ်ဘူးလုံခြုံမှုပါ emotion မပြတဲ့ယောက်ျားတစ်ယောက်ကိုလူအများဆုံးပြောကြတဲ့စကားမင်းပြောင်းလဲရမယ်မင်းပို့ဖွင့်ပြောရမယ်ဆိုတဲ့စကားတွေပါဒါပေမဲ့သူတို့ကိုပြောင်းလဲခိုင်းလေသူတို့ကပို့ပြီးတော့တိတ်ဆိတ်သွားလေပါဘာလို့လဲဆိုတော့သူတို့အတွက်ပြောင်းလဲဖို့ဆိုတာလုံခြုံမှုမရှိတဲ့နေရာကိုထွက်လာရတယ်လို့ပါပဲသူတို့ဖွင့်မပြောနိုင်တာသူတို့မစ조사လို့မဟုတ်ပါဘူးသူတို့မလုံခြုံဘူးလို့ခံစားရလို့ပါ emotion မပြတဲ့ယောက်ျားတစ်ယောက်အတွက်လုံခြုံမှုဆိုတာသူတို့ပြောတာကိုမလှောင်ခြင်းသူအားနေချက်ကိုပြန်အသုံးမချခြင်းသူနာကျင်မှုရှော့မတွက်ခြင်းပါသူ့အတွက်လုံခြုံမှုကစကလုံးတွေမဟုတ်ပါဘူးအပြုတ်မှုတွေပါမင်းကအတင်းမမေးဘူးမင်းကနားထောင်တယ်စသဖြင့်အဲ့ဒီအချက်သေးသေးလေးတွေကသူတို့စိတ်အတွက်အရန်အရေးပါပါတယ်မင်းပါလို့မပြောပြရတာလေအဲ့ဒီမိကွန်းကသူတို့အတွက်စိတ်ဖိစီးမှုတစ်ခုပါပဲသူတို့ကိုယ်တိုင်တော့မပြောပြနိုင်တာကိုနားမလည်တဲ့အချိန်တွေရှိပါတယ်အဲ့ဒီအချိန်မှာမင်းကဖိအားပေးလိုက်ရင်သူတို့စိတ်ထဲမှာထပ်ပြီးပိတ်ထားတဲ့တကားတစ်ခုကပေါ်လာပါလိမ့်မယ် emotion ကိုဖွင့်ချဖို့ဆိုတာတကားဖွင့်လိုက်တယ်လို့လွယ်လွယ်လေးမဟုတ်ပါဘူးယုံကြည်မှုတွေတိဆောက်ရမယ်အချိန်တွေလိုမယ်အတွေ့အကြုံတွေလိုပါမယ် emotion မပြတဲ့ယောက်ျားတစ်ယောက်ဟာတနေ့တည်းနဲ့ဖြစ်သမျှအကြောင်းတွေကိုရင်ဖွင့်မလာပါဘူးသူတို့ရင်ဖွင့်လာရင်နည်းနည်းချင်းပါပဲတနေ့စကားတစ်ချိန်လောက်ပို့ပြောမယ်နောက်တနေ့စိတ်ထဲကအကြောင်းအရာတစ်ခုလောက်မျှဝေမယ်ဒီလိုနဲ့ယုံကြည်မှုကိုတစ်စိတ်တစ်ပိုင်းတိဆောက်လာမယ်သူတို့စိတ်လုံခြုံတယ်လို့ခံစားရတဲ့အချိန်မှာသူတို့စိတ်လေးကဖြည်းဖြည်းလေးပွင့်လာပါလိမ့်မယ် emotion မပြတဲ့ယောက်ျားတွေကိုအများစုကအားဖြစ်ပေးရမယ့်လူလို့ပဲမြင်တတ်ကြတယ်ဒါပေမဲ့သူတို့လည်းကျွန်တော်တို့လိုပဲအားတွေလိုအပ်ပါတယ်သူတို့လည်းတစ်ခါတလေတယောက်ယောက်ရဲ့ပခုံးပေါ်မှာခဏလောက်လေးဖြစ်ဖြစ်လဲကျင်ကြတယ်သူတို့လည်းမင်းပင်ပန်းနေပြီလားဆိုတဲ့စကားတစ်ခွန်းကြားကျင်ကြတယ်သူတို့မတောင်းဆိုနိုင်တာလေးတစ်ခုပါပဲ emotion မပြတဲ့ယောက်ျားတစ်ယောက်လုံခြုံမှုတွေရလာတဲ့အခါသူ့စိတ်ထဲကအရန်ကြီးတင်းကျပ်နေတဲ့အရာတွေကဖြည်းဖြည်းလေးပြေသွားတတ်တယ်သူတို့ပို့ပြီးတော့စကားတွေပြောလာမယ်သူတို့ပို့ပြီးတော့ယုံကြည်လာမယ်သူတို့ပို့ပြီးတော့နူးညံ့လာမယ်ဒါမင်းဖိအားပေးလို့မဟုတ်ပါဘူးမင်းသူတို့အတွက်စောင့်ပေးလို့ပါ emotion မပြတဲ့ယောက်ျားတစ်ယောက်ကိုပြောင်းလဲခိုင်းဖို့မလိုသူတို့လိုအပ်တာလုံခြုံမှုပါသူတို့မပြောပြနိုင်တာကိုအပြစ်မတင်မဲနဲ့နားလဲပေးနိုင်မဲ့လူတစ်ယောက်ပါတခါတလေမှာယောက်ျားတစ်ယောက်ရဲ့အတွင်းစိတ်ကိုဖွင့်မှုတော့တစ်ခုပဲလိုပါတယ်အဲ့ဒီတော့ဖိအားတွေမဟုတ်ပါဘူးနားလည်မှုပါ emotion မပြတဲ့ယောက်ျားတွေကအိပ်စက်တဲ့လူမျိုးတွေမဟုတ်ပါဘူးခံစားချက်မရှိတဲ့လူမျိုးတွေလည်းမဟုတ်ဘူးမခံစားတတ်ဘူးဆိုတာလည်းမဟုတ်ပါဘူးသူတို့ကနက်ရှိုင်းတဲ့ပင်လယ်လိုလူမျိုးတွေပါအပေါ်ယံမှာတည်ငြိမ်နေပြီမဲ့အောက်ခြေမှာကြီးမားတဲ့လှိုင်းတဘိုးကြီးအများကြီးရှိတတ်ပါတယ်သူတို့ကိုနားလည်နိုင်မှုအတွက်သူတို့မပြောပြတဲ့အရာတွေကိုလည်းမြင်နိုင်ရမယ်သူတို့ထုတ်မပြောတဲ့စကားလုံးတွေကိုလည်းကျွန်တော်တို့ကြားနိုင်ရပါမယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုရင် emotion မပြတဲ့ယောက်ျားရဲ့အတွင်းစိတ်ကိုခင်ဗျားတို့အများကြီးနားလည်သွားမယ်လို့ထင်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးကခင်ဗျားတို့အတွက်အကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးပါကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးပါဦးခင်ဗျာ